website တွေမှာလေအကြောင်းအရာတွေထည့်တဲ့အခါပုံမှန် post တို့ page တို့လောက်နဲ့အဆင်မပြေတော့တဲ့အခြေအနေမျိုးတွေရှိတယ်ဟော့ဟုတ်ပါတယ်ဒီနေ့ကအဲ့ဒီအကြောင်းလေးပြောကြမလို့ရထားတဲ့အရင်မြစ်တွေကြည့်ပြီးတော့လေ website content တွေကိုပုံမှန်ထပ်ပို့ပြီးတော့စနစ်တကျကိုစိတ်ကြိုက်ဘလို့ဖွဲ့စည်းမလဲပေါ့ဟုတ်ကဲ့အဓိကတော့ custom post types ကိုပိုင် post အမျိုးသားတွေနောက်ပြီး custom fields အဲ့ဒါတီးတန့်ချက်လက်ခွက်လက်တွေပေါ့အဲ့ဒါတွေလို့ပြီးတော့တီးခြား design template တွေနဲ့ဘလို့ထုတ်ပြမလဲဆိုတော့ဆွေးနွေးကြည့်ကြမယ်ဟုတ်ပါတယ်ဒီနည်းလမ်းကတကယ်အားသာချက်ကပါလဲဆိုတော့လေ content အမျိုးအစားတစ်ခုချင်းစီအတွက်လိုအပ်တဲ့တီးခြားအချက်လက်ကွက်လက်တွေဖန်တီးလို့ရသွားတာပဲအရင်မြစ်ထဲကဥပမာဆိုရင် project ဆိုပြီး post type အသစ်လောက်ထားတယ်ဟုတ်တယ်အဲ့ဒီ project အတွက်ပဲတီးတန့် project owner client ဆိုတဲ့ field လေးတွေထည့်လိုက်တာမျိုးပေါ့ဆိုတော့အချက်လက်တွေကအရန်ရှင်းလင်းသွားတယ်ထဲတဲ့သူရောကြည့်တဲ့သူရောရှင်းသွားတာဟုတ်ပြီပုံမှန် post တဲ့အကုန်ရောက်ထည့်နေစရာမလိုတော့ဘူးပေါ့ဟုတ်တယ်စိတ်ဝင်စားစရာပဲဒါဆိုပထမဆုံးကကိုလိုချင်တဲ့ content type အသစ်ဖန်တီးဖို့ပေါ့အရင်မြင့်ထဲမှာတော့ CPT UI plugin တုံးထားတယ်နော်ဟုတ်ပါတယ် CPT UI ကအဲ့ဒီ custom post type user interface နာမည်ကြီးပဲအလို့ရတဲ့ plugin လေးအဲ့ဒါနဲ့ project ဆိုတာမျိုးလုပ်လိုက်ပြီးဒါပေမဲ့အဲ့ဒီ project တွေကို category ခွဲချင်ရောပုံမှန် post category နဲ့ရောတော့မှာလားအဲ့ဒါအရေးကြီးတဲ့ချက်ပဲအရင်မြင်မှလည်းပြောရတယ်အဲ့ဒါကို custom taxonomy ခေါ်တာပေါ့ကိုယ်ပိုင်အမျိုးအစားခွဲcustom taxonomy ဟုတ်တယ်ခုနက CPUI plugin နဲ့ပဲ project category ဆိုပြီးတည်တံ့ taxonomy တခုလုပ်လိုက်လို့ရတယ်ဒါမှ project တွေကိုပဲ tag ပိုင်း design ပိုင်းအဲ့လိုခွဲလို့ရပြီးတော့ပုံမှန် blog post category နဲ့လုံးဝမရောတော့ဘူးဒါမှစီမံခန့်ခွဲရတာရောရှာရတာရောလွယ်မှာပေါ့နော်ဟုတ်ပါပိုရှင်းသွားတာပေါ့ Okay ဒါဆို project ဆိုတဲ့ O ရဲ့သူ့ကိုအမျိုးအစားခွဲဖို့ project category ဆိုတဲ့ Zenly ရဲ့ရပြီဒါမဲ့ခုနပြောတဲ့ project owner client လို့တည်တံ့အချက်လက်ထည့်ဖို့ကကြတော့ရောအဲ့ဒီမှာ custom fields လာပြီလေအရင်ရှမ်းမြန်မာ ECF advanced custom fields ပေါ့နောက်ထပ်နာမည်ကြီး plugin တခုပဲ ECF ကြားဘူးတယ်အဲ့ဒါသုံးပြီးတော့ခုနက project owner client လို့ field တွေထည့်တာကိုရှင်းပြထားတယ် ECF က free version မှာတော့အသုံးဝင်တဲ့ field type တွေအများကြီးရတယ် text တို့ text area တို့ image တို့တော်တော်စုံတာပဲအရေးကြီးတာကအဲ့ဒီ fan တီးလိုက်တဲ့ free လေးကိုလီ project ဆိုတဲ့ post type မှာမယ်ပေါ်အောင် location rule သတ်မှတ်ထားဖို့လိုတယ်ဟုတ်ပြီဒါမှပုံမှန် post တို့ page တို့ edit လုပ်တဲ့အခါမဆိုင်တဲ့ feed တွေလာမရှုပ်တော့ဘူးစနစ်ကျသွားရောဒါတော်တော်ကောင်းတာပဲကိုပိုင် content type project ရှိပြီးသူ့အတွက်တည်တံ့ fields owner client လက်ရှိပြီးဆိုတော့ဂျာလီကို site ပေါ်မှာဘယ်လိုပုံစံနဲ့ပြမှာလဲပုံမှန် post လို့တော့မဟုတ်တော့ဘူးနော်လုံးဝမတူတော့ဘူးအဲ့ဒီမှာ custom template အခန်းကဏ္ဍရောက်လာပြီအရင်မြစ်ချမ်းမှာ breakdance လို့ builder တခုသုံးထားတယ်breakdance ဟုတ်အဲ့ဒါနဲ့ project post type အတွက်တည်တံ့ design single project template ပေါ့အဲ့ဒါ fan တီးပုံပြထားတယ်အဲ့ဒီ template ထဲမှာ project ခေါင်းစဉ်တို့အကြောင်းအရာတို့အပြင်ခုနက ACF နဲ့ထည့်ခဲ့တဲ့ project owner client fee က data တွေကိုပါကိုလိုချင်တဲ့နေရာမှာကိုလိုချင်တဲ့ design နဲ့ဆွဲထည့်လိုက်လို့ရတယ်အဆင်ပြေတာပေါ့ပြီးတော့အဲ့ဒီ template ကိုတစ်ခါသတ်မှတ်ပြီးတာနဲ့ project post အသစ်တွေအားလုံးအဲ့ဒီ design အတိုင်းအလိုလိုပေါ်လာမှာမှာရောပဲဆိုတော့ project တစ်ခုချင်းလိုက်ပြင်ဆင်ရမလို့တော့ဘူးပေါ့ template တစ်ခုနဲ့ပဲအကုန်ထိန်းသွားတာအတိအကျပဲဒါကြောင့်နောက်ဆုံး result မှာလေ project post တစ်ခုကိုဖွင့်ကြည့်ရင်သူ့ရဲ့တည်တံ့ template design ရဲ့သူ့တက်ပဲထည့်ထားတဲ့ owner client အချက်လက်တွေရဲ့နဲ့ပုံမှန် blog post နဲ့လုံးဝကွဲပြားနေတော့ပိုပြီးပြည်စုံတယ်ပိုပြီးအချက်လက်အသားပြီးတဲ့ပုံစံမျိုးဖြစ်သွားတာမြင်ကြည့်လို့ရပါတယ်အရင်ပြမလဲအဲ့ဒီလိုလုပ်ခင်တော့ပိုင်း project post နဲ့တာမန် post ကွာသွားပုံရှင်းပြထားတာရှိတယ်ဒါက content အမျိုးအစားလိုက်အသင့်တော်ဆုံးအရှင်းလင်းဆုံးပြသမှုကိုဖန်တီးပေးတာပေါ့ကောင်းပြီလေဒါဆိုဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနစ်ချုပ်ရရင် custom post types custom taxonomies custom fields တွေရဲ့တည်တံ့ template တွေရဲ့ပေါင်းသုံးလိုက်ရင် website content တွေကိုပုံမှန်ထက်အများကြီးပိုပြီးစနစ်တကျလိုသလိုပုံဖော်နိုင်တယ်ပေါ့ဟုတ်ပါတယ် standard post page နဲ့မလုံးလောက်တော့ဘူးဆိုရင်ဒါကအရင်အသုံးဝင်မယ်နီလန်တယ်တကြပါတယ်ဒီလိုလုပ်တာကbackend မှာအချက်လက်စုရတာစနစ်ကြယုံတင်မဟုတ်ဘူး friend နာမှာကြီးတဲ့သူ့အတွက်လည်းသက်ဆိုင်ရာအကြောင်းအရာရဲ့အချက်လက်ကိုပြည့်ပြည့်စုံစုံရှင်းရှင်းလင်းလင်းတနည်းရဲသိရစေတယ်ဟုတ်ပါ website တစ်ခုလုံးရဲ့ information architecture ကိုလည်းပိုကောင်းစေတယ်ကောင်းလိုက်တာဒီနေ့ဆွေးနွေးမှုအပြီးမှာဆက်စဉ်းစားဖို့ချန်ခဲ့ချင်တာကလေအရင်အမြင့် track က project လိုမျိုးအပြင်
ကိုယ်ဆိုင်မှာတခြားဘလို့ထူးခြားတဲ့ content type တွေရှိနိုင်ုံမလဲပေါ့ စဉ်းစားစရာပဲ ဥပမာ services တွေ team members တွေ events တွေဒါမှမဟုတ် products တွေစသဖြင့်ပေါ့အဲ့ဒါတွေကိုရောဒီနေ့ပြောခဲ့တဲ့လိုမျိုးစနစ်တကျ ဖွဲ့ပုံတွေဒီတန်အချက်လက်တွေဒီချ design တွေနဲ့ပြခြင်းအပြင်အသုံးပြုသူအတွက်ပိုအသုံးဝင်အောင်အခြေလက်ရှာရလွယ်အောင်ဘယ်လိုများလုပ်နိုင်အောင်မလဲဆိုတဲ့လေးပေါ့